ခဲ့တဲ့ရာစုနှစ်တည်းရဲ့နောက်ကိုတွက်ကြည့်လိုက်မယ်ဆိုရင်ဂရီရဲ့ဒနိုင်မှာမျက်လုံးတစ်လုံးနဲ့ဘလူးတကယ်ရှိခဲ့တယ်ဆိုပြီးနာမည်ကြီးရဲ့သူနဲ့ပတ်သက်တဲ့အယိုးတွေလည်းကျွန်တော်တို့ကဘာမြေကြီးမှာတွေ့ရှိတာအများကြီးရှိတယ်အဲဒါကြောင့်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်Cyclops လို့ခေါ်တဲ့မျက်လုံးတစ်လုံးနဲ့ဘလူးအဲ့ဘလူးရဲ့အရှည်ကကျွန်တော်လူ2ယောက်မတက်ရက်စာလောက်ရှိတယ်ပုံမှန်လူ1ယောက်ရဲ့အရက်6ပေပဲထားလိုက်ပါသူ့ရဲ့အရက်က12ပေလောက်ရှိတယ်ဆိုတော့အဲ့12ပေလောက်ရှိတဲ့အကောင်ကြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးကလည်းအကြီးကျွန်တော်ပုံမှန်တိုင်းကြည့်မယ်ဆိုတော့ဒါ giant ပေါ့ဆိုတော့အဲ့ giant လို့ခေါ်တယ်ဒါပေမဲ့သူ့ရဲ့အဓိကနာမည်ကဘာလဲဆိုတော့ giant ဆိုတာပုံမှန်မျက်လုံးနှလုံးပါတယ်ဒါပေမဲ့သူကမျက်လုံးတစ်လုံးပဲပါတယ်သူ့ကို Cyclops လို့ခေါ်တယ်ဒါပေမဲ့အဲ့ Cyclops ရဲ့ဒဏ္ဍာရီကိုကျွန်တော်ဒီနေ့ပြပြသွားမှာမဟုတ်သူ့ရဲ့ဒဏ္ဍာရီကသူ့မှာ3မျိုးရှိတယ်ဆိုပြီးနာမည်ရှိတယ်အဲ့ဒါကိုကျွန်တော်နောက်ဗီဒီယိုတစ်ခုမှကျွန်တော်ပြပြပေးသွားမယ်ဒီ Cyclops ကြောင့်လေ့လာကြည့်မယ်ဆိုရင်ပြင်သစ်နိုင်ငံတူရကီနိုင်ငံအဲ့လိုနိုင်ငံကြီးတွေကလည်းသူတို့နိုင်ငံမှာတကယ်ယူဆချက်တွေရှိတယ်ဒီ Cyclops ကကမ္ဘာမြေကြီးမှာတကယ်ရှိတယ်ဆိုပြီးတော့ပထမတော့အဲ့ဒါဂရီရဲ့ဒဏ္ဍာရီအဖြစ်နဲ့ပဲတည်ရှိခဲ့တာတမိုင်းမှာဒါပေမဲ့အခုနောက်ပိုင်းမှာဒဏ္ဍာရီကနေကြော်လွန်ပြီးတော့မှသူ့ရဲ့အယိုးကိုရှာဖွေတွေ့ရှိလာပြီးနောက်ပိုင်းမှာဒီအကောင်ကြီးကတကယ်ရှိနေတယ်တကယ်ရှိနေတယ်ဆိုကျွန်တော်တို့ကမ္ဘာမြေကြီးရဲ့ impact ကိုကျွန်တော်တို့တက်ကြည့်ပါကျွန်တော်တို့အကောင်ကြီးဆိုတော့နောက်ထပ်ကျွန်တော်ထပ်2ဆလောက်ကြီးတဲ့အကောင်ကြီးဆိုတော့အဲ့အကောင်ကြီး2ဆလောက်ကြီးအကောင်ကြီးလက်နက်ကြီးကိုကိုင်ပြီးကျွန်တော်တို့လာပြီးတိုက်ခိုက်မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းနိုင်မှာမဟုတ်ဆိုတော့ကျွန်တော်တို့ကမ္ဘာမြေကြီးမှာအဲ့လိုမျိုး creature တွေ mythology creature တွေတကယ်ရှိခဲ့တယ်ဆိုပြီးတော့လေဆိုတော့တမိုင်းမှာပေါ်ကျူလာတယ်ဒီဟာကသူ့အယိုးကိုရှာဖွေတွေ့ရှိတဲ့အချိန်မှာတော့ဒီပုံစံလေးဆိုတော့အဲ့ပုံစံလေးကိုရှာဖွေတွေ့ရှိတဲ့အခါမှာ तू ကမျက်လုံးတစ်လုံးကအလယ်မှာရှိနေတယ်ဆိုပြီးတော့လည်းပြောတယ်ဆိုတော့အဲ့လိုမျိုးမျက်လုံးတစ်လုံးအလယ်မှာတကယ်ရှိနေတဲ့အဲ့လိုမျိုး creature တကယ်ပဲကျွန်တော်တို့တမိုင်းမှာတွင်ချေတာတွေရှိလာလို့မေးတယ်ဆိုရင် no အဲ့လိုတော့မရှိခဲ့ဘူးဒါပေမဲ့အဲ့ဒါတော့ဒဏ္ဍာရီအနေနဲ့ကြည့်မယ်ဆိုရင်တော့စာရေးဆရာတွေသူတို့ရဲ့ကျွန်တော်တို့ Harry Potter လိုမျိုး J.K. Rowling ရေးလာတဲ့ Harry Potter လိုမျိုးရေးလာတဲ့စာရေးဆရာတွေအများကြီးရှိတယ်သူတို့ထုတ်ထားတဲ့စာအုပ်တွေမှာတော့ဒီလိုအကောင့်တွေကကမ္ဘာမြေကြီးမှာရှိတယ်ဆိုပြီးတော့သူတို့က fictional character စိတ်ကူးရင် character တစ်ခုအနေနဲ့စိတ်ကူးရင်ဇာတ်ကောင်အနေနဲ့သူတို့တွေရေးသားတာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ကမ္ဘာမြေကြီးမှာတကယ်ရှိခဲ့တယ်ဆိုပြီးတော့သက်သေရတော့ကျွန်တော်တို့ဒီအယိုးကိုပဲသမြင်ရတယ်ဒါပေမဲ့ဒီအယိုးကိုသွားပြီးလေ့လာကြည့်မယ်ဆိုရင်တော်တော်များများလည်းပြောကြတယ်ဒါအဲ့အကောင်ရဲ့အယိုးမဟုတ် Cyclops ရဲ့အယိုးမဟုတ်ဘူးဒါစင်ရဲ့အယိုးဆိုပြီးတော့လည်းပြောကြတယ်ဒါပေမဲ့တော်တော်များများလည်း Cyclops ရဲ့အယိုးဆိုပြီးတော့လည်းပြောကြတယ်ဆိုတော့ဒီကမှန်တယ်မှားတယ်ဆိုတာထက်ကျွန်တော်ဒီမှာယူလာခြင်းတဲ့ information ကဒီလို Cyclops မျိုးကျွန်တော်တို့ကမ္ဘာမြေကြီးမှာတကယ်ရှိလားမရှိလားဆိုတဲ့မေးခွန်းကိုကျွန်တော်မေးသွားခြင်းတယ်ဆိုတော့ကျွန်တော်ကြည့်တဲ့ပရိသတ်တွေရောတကယ်ပဲဒီ Cyclops ဆိုတဲ့အကောင်ကမ္ဘာမြေကြီးမှာတကယ်ရှိတဲ့ထက်ကရှိတယ်ဆိုရင်ကျွန်တော် comment မှာ yes လို့မေးရပေးပါဆိုတော့နောက်ပြီးကျွန်တော်ထပ်ပြီးပြောရမယ်ဆိုရင်ဒီလို Cyclops လိုမျိုးအကောင်တွေကမ္ဘာမြေကြီးမှာရှိတဲ့နောက်သက်သေတစ်ခုကဘာလဲလို့မေးရဲဆိုရင်သူတို့ကလူဝင်စားပြန်ဝင်စားတယ်ဆိုပြီးတော့လေကမ္ဘာမြေကြီးမှာတကယ်သက်သေရှိနေတယ်ဆိုတော့ကလေးတယောက်မွေးလာတယ်အဲ့မွေးလာတဲ့ကလေးကလည်းမျက်လုံးနှလုံးမပါဘဲနဲ့အလဲတဲ့တဲ့မှာမျက်လုံးတစ်လုံးရွေးပါတယ်ဆိုတော့အဲ့ကလေးရဲ့ဗီဒီယိုကျွန်တော်က play လုပ်ပေးမယ်ဆိုတော့အဲ့ကလေးကတချို့ကြတော့ဒီကလေးကကမ္ဘာမြေကြီးမှာတယောက်တည်းရှိတာမဟုတ်ဘူးဒီလိုကလေးအများကြီးရှိတယ်ဗျာဆိုတော့တချို့ကြတော့ပြောကြတာဒါ scientifically ဆိုတော့ကျွန်တော်သိပ္ပံနည်းကျအနေနဲ့ကြည့်မယ်ဆိုရင်ဒီကလေးကကျွန်တော်တို့မွေးတဲ့အချိန်မှာအခြေအနေတစ်ခုဖြစ်သွားလို့ကျွန်တော်တို့ one day မှာမိခင်ရဲ့ one day မှာအခြေအနေတစ်ခုအကြောင်းဒီအခြေအနေဖြစ်လာတယ်ဆိုပြီးတော့လည်းပြောတယ်ဒါပေမဲ့တချို့ကကြတော့ဗာလဲလို့မေးတယ်ဆိုရင်ဒီ Cyclops ဆိုတဲ့ blue ပြန်ဝင်စားတာဆိုပြီးတော့လည်းပြောကြတယ်ဒီကကြည့်နေကျွန်တော်ပရိသတ်ကြီးရောဘယ်လိုထင်လဲဒီ Cyclops ဆိုတဲ့ blueတကယ်ပဲဝင်စားတယ်ထင်လားဒါမဟုတ်ဒါကလေးအနေနဲ့ scientifically ကြည့်ရဆိုရင်ဒါပုံမှန်ကလေးတယောက်ရဲ့ပုံစံလို့ထင်တာမိတ်ဆွေနေနဲ့ဘယ်လိုထင်လဲအဲ့ဒါကိုကျွန်တော် comment မှာထပ်မှတ်ခဲ့ပေးပါဦးကျွန်တော်တို့ဒီဒဏ္ဍာရီတွေကိုလေ့လာကြည့်မယ်ဆိုရင် Cyclops မဟုတ်ပါဘူးကျွန်တော်တို့ Greek mythology တွေကျွန်တော်တို့ဒါ China mythology တွေကျွန်တော်တို့ဒါအရှေ့တောင်အာရှမှာဆိုရင်လည်းကျွန်တော်တို့ mythology အများကြီးရှိရဗျာဆိုတော့ mythology တွေကိုတွားပြီးလေ့လာကြည့်မယ်ဆိုရင်နဂါးတွေနောက်ပြီးထပ်ပြီးတော့ကြည့်မယ်ဆိုရင် Livia တန်နေဆိုတော့အဲ့လိုမျိုးအကောင်ကြီးကြီးတွေကျွန်တော်တို့ဒါ Titanoboa ဆိုတော့ကျွန်တော်တကယ်ကဘာမှရှိရဆိုပြီးတော့ကျွန်တော်ပြောပြခဲ့ပါသေးတယ်ဆိုတော့ဒီ Titanoboa ဆိုရဲဟာကိုတကယ်မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ဒီနားလေးမှာကျွန်တော်ထည့်ပေးတာမှာ Titanoboa ရဲ့မွေအကြောင်းအဲ့မွေကဘယ်လိုရှိလဲအဲ့ Titanoboa ဆိုရဲမွေနဲ့ Dinosaur ဆိုတဲ့အကောင်နှစ်ကောင်နဲ့တကယ်လို့တိုက်ခိုက်ကြတော့မယ်ဆိုရင်ဘယ်လို impact တွေဖြစ်လာနိုင်လဲတကယ်လို့ဒီ Titanoboa ရဲ့ကဘာမြေကြီးမှာရှင်တန်နေတယ်ဆိုရင်အခုလက်ရှိအနေအထားမှာကျွန်တော်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ information တွေအကုန်လုံးကိုကျွန်တော်ဒီနားဗီဒီယိုလေးမှာကျွန်တော်အရင်တော့ဗီဒီယိုတစ်ခုမှကျွန်တော်ထည့်ပြောရတယ်အဲ့ဗီဒီယိုကျွန်တော်ဒီနားလေးမှာတင်ပေးရမယ်ဆိုတော့မကြည့်ရသေးဘူးဆိုတော့အဲ့ဗီဒီယိုတက်ကြည့်ရအောင်ကျွန်တော်ကဘာမြေကြီးအကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်အဲ့လိုမျိုး situation တွေအများကြီးရှိတယ်ဗျာဆိုတော့ဒီ dragon နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တင်တာရှိတယ် Livia တန်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တင်တာတွေအများကြီးရှိတယ်ဆိုတော့အဲ့လိုမျိုးဟာတွေကျွန်တော်တို့သွားပြီးလေ့လာကြည့်မယ်ဆိုရင်ကဘာမြေကြီးမှာတကယ်ပဲအဲ့လို mythology တကယ်ရှိနေရလားအဲ့လို mythological character တွေကျွန်တော်တို့ကဘာမြေကြီးတွေကိုရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဘာမြေကြီးတွေမှာဘယ်လိုမျိုးပြောင်းလဲမှုတွေရှိလာနိုင်လဲအခုအကုန်လုံးအများစုအနေမှာတွေးကြတာဗာလဲလို့မေးရစေကျွန်တော်တို့ကဘာမြေကြီးမှာအမြင့်မြတ်ဆုံးကလူသားတွေဆိုပြီးတော့ပဲတွေးထားကြတာဒါပေမဲ့အဲ့လို mythological character တွေကျွန်တော်တို့ဒါပြန်နေတဲ့မြင်းနေဆိုတော့တချို့ကင်မရာတွေမှာ capture လုပ်လိုက်ရတာတွေအများကြီးရှိတယ်ကျွန်တော်တို့ရေသူမတွေအဲ့လိုမျိုး character တွေဒါကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်
စိတ်ကူးရင်ဇက်ကောင်အနေနဲ့ပဲကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်ဘူးရဲ့ဝတ္ထုတွေထဲမှာဖတ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့လိုဟာကြီးကျွန်တော်ကဘာမြေကြီးမှာတကယ်ရှိလာတယ်ဆိုရင်အခုနလိုမျိုးကျွန်တော်တို့တက်တေတွေတဖြည်းဖြည်းနဲ့ပေါ်ထွန်းလာမယ် cyclone လိုမျိုးအရှိုးကောင်းတွေ Leviathan လိုမျိုးအရှိုးကောင်းတွေဆိုတော့အဲ့လိုမျိုးဟာတွေ Titan မူကတော့ဆိုရရှိပြီးသားပဲဗျာထွက်ပြီးတော့ကျွန်တော်တို့ဒါ Dragon ရှိခဲ့တယ်ဆိုရဲတက်တေတွေအဲ့လိုမျိုးဟာတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ကဘာမြေကြီးမှာဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့လူတွေဆက်နေဖို့အတွက်တော်တော်ကြီးအန္တရာယ်ဖြစ်လာမယ်ဆိုပြီးတော့ကျွန်တော်ယူဆတယ်ဒီမှာရှိနေကျွန်တော်ပရိသတ်ကြီးရောဘယ်လိုထင်လဲဆိုတော့အဲ့ဒီထင်မြင်ကြောက်လေကျွန်တော် comment မှာမိုင်းခဲ့လို့ရတယ်ဆိုတော့ဒီ blue အကြောင်းကြီးကိုကြတော့ကျွန်တော်နောက် video တစ်ခုမှကျွန်တော်ထပ်ပြောသားမယ်ဒီ blue ကဘသူကနေဘသူရှိမှမွေးလာတာဆိုတော့ဒီ blue ရဲ့ပုံစံက3မျိုးရှိအဲ့3မျိုးမှာတစ်ခုရဲ့ character ဘယ်လိုနောက်တစ်ခုရဲ့ character ဘယ်လိုနောက်တစ်ခုရဲ့ character ဘယ်လိုဆိုတော့အဲ့3ခုကိုကျွန်တော်နောက် video တစ်ခုမှကျွန်တော်ထပ်ပြောပေးသွားမယ်ဆိုတော့သူ့ရဲ့နာမည်မမေ့အောင်မှတ်သွားလိုက်ပါ Cyclops လို့ခေါ်တယ်